မင်္ဂလာပါဇန်ကော်နော်လိတ်ရှယ်ရင် channel ကနေထပ်မံပြီးတော့ကြိုးဆိုပါတဲ့ Telegram ဟာလုံခြုံတဲ့စာပို့စနစ်ကိုအခြေခံတဲ့ platform အဖြစ်သုံးစွဲသူတွေရဲ့လုံခြုံမှုနဲ့ကိုရေးကိုရာများကိုတိကျပုံစံများစွာရဲ့ရွေးချယ်စရာ option မျိုးမျိုးနဲ့ဝန်ဆောင်မှုပေးနေတဲ့ social media တစ်ခုဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာ Telegram အသုံးပြုသူများစွာကြုံတွေ့ရတတ်တဲ့အရေးကြီးအကြောင်းအရာတစ်ခုကိုဘယ်လိုကင်တွယ်ဖြေရှင်းရမလဲဆိုတဲ့အကြောင်းကိုတင်ပြပေးချင်ပါတယ်။ Telegram မှာ session နဲ့အထက်နဲ့ဆိုင်တဲ့18+ ဇာတ်အိမ်များလိင်စားပေးအပြဇာတ်လမ်းများထိလွယ်ရှလွယ်အကြောင်းများကိုသူ့ရဲ့မူရင်းသဘောတဘာဝအတိုင်းတားမြစ်ကန့်သက်တာဖွင့်မရတာတွေကိုကြုံတွေ့ရပြီဆိုရင်တော့ဒီဗီဒီယိုဟာသင်တို့အတွက်ဖြစ်သွားပါပြီဒီဗီဒီယိုမှာ18+ တို့လိင်ဇာတ်လမ်းတို့ကြည့်ရဖို့ထက်နည်းပညာပိုင်းဆိုင်ရာကိုဦးစားပေးတင်ပြပေးခြင်းတတ်တာဖြစ်ပါတယ်ကျန်တဲ့အပိုင်းကတော့သုံးစွဲသူများရဲ့စင်ကျင်တုံတရားပေါ်မှာသာမူတည်ပါကြောင်းတင်ပြပေးလိုက်ရပါတယ်ရှင်ယခုလိုမျိုး channel link ချပေးထားလို့နှိပ်ပြီးဖွင့်ကြည့်တဲ့အခါဒါမှမဟုတ်18+ channel မျိုးကြည့်ဖို့ဖွင့်တဲ့အခါယခုလိုစာတမ်းမျိုးပေါ်ပြီးဖွင့်လို့မရဖြစ်ပူးပါသလားရှင် Telegram ရဲ့သဘောတဘာဝဟာ iPhone ရော Android phone မှာရော setting တွေကတူနေတဲ့အတွက်ကြောင့်မလို့ဒီမှာတော့ iPhone နဲ့ပဲတင်ပြပေးသွားပါမယ်အဲ့တော့ဒီမှာကျွန်တော်တို့ Telegram ကိုနှိပ်ပြီးတော့ဝင်လိုက်အောင်ပါ Telegram ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ chat list ထဲမှာရှိတဲ့ movie channel တစ်ခုခုကိုနှိပ်ပြီးဝင်လိုက်ပါမယ်ပြီးတော့ပေးထားတဲ့ link တွေထက်ကဒီအောက်ဆုံးက18+ ဆိုတဲ့ channel တစ်ခုကိုနှိပ်ပြီးဝင်ကြည့်လိုက်ပါမယ်အဲ့ဒီ channel ဟာပွင့်မလာတာကိုတွေ့ရမှာပါအဲ့တော့ဒီမှာယခုလိုစာရန်ပဲပေါ်နေပါတယ်အပြစာလန်းတွေပြန့်နှံ့မှာမို့ဒီ channel ကိုပေးမပြနိုင်ပါဘူးဆိုပြီးတော့အင်္ဂလိပ်လိုစာရန်ထုတ်ပေးထားတာကိုတွေ့နေရမှာပါတနည်းနည်းများ setting ထဲမှာရှိမလားလို့ရှာကြည့်ဖို့အတွက်ကိုဒီ Telegram ရဲ့ setting ထဲကိုနှိပ်ပြီးတော့ဝင်ကြည့်လိုက်ပါမယ်တကယ်လို့ချိန်လို့ရရင်လည်းချိန်ကြည့်လို့ရအောင်ပေါ့ဗျာ privacy and security setting ထဲကိုဝင်ကြည့်တဲ့အခါမှာလည်းထူးထူးထွေထွေကျွန်တော် unblock လုပ်တဲ့ setting တွေဘာမှရှာမတွေ့ပါဘူးတခါ back ပြန်ထွက်ပြီးတော့ appearance ထဲများရှိလိမ့်မလားပေါ့နော်နှိပ်ပြီးဝင်ကြည့်လိုက်ပါမယ်ဒီမှာလည်းပဲအထူးထွေမတွေ့ပါဘူးเนาะဆိုကျွန်တော် appearance အသွင်ပြင် Telegram အသွင်ပြင်ဆိုင်ရာပဲရှိပါတယ်တခါထပ်ပြီးတော့ back ထွက်ပြီးတော့ notification and sound ပေါ့နော်အဲ့ဒါဝင်ကြည့်လိုက်ပါမယ်အဲ့ဒါဝင်ကြည့်တော့လေဒီဟာနဲ့သက်ဆိုင်တယ်เนาะဒီ channel ပိတ်တဲ့ block လုပ်တဲ့ဖွင့်တဲ့ setting မတွေ့ပါဘူးဒီမှာကလုံနိုင်တဲ့နီလန်းနှစ်သွယ်ရှိပါတယ်အဲ့တော့ဒီမှာပထမနီလန်းကိုကြည့်ကြအောင်ပါဖုန်းထဲက browser တစ်ခုခုတည်းကိုဝင်ပါမယ်ဒီမှာတော့ Safari ပဲရှိပါတယ် iPhone မှာအဲ့တော့ Safari တွေကနေ Google ကိုဝင်လိုက်ပါမယ်အဲ့တော့ Google ရဲ့ search bar ထဲမှာ web.telegram.org ဆိုပြီးတော့ search box မှာရိုက်ပြီးတော့ enter ခောက်ပြီးတော့ search လုပ်လိုက်ပါမယ် Telegram web page ပွင့်သွားပါပြီအဲ့တော့ဒီ web page မှာသက်ဆိုင်တဲ့ country code ပေါ့နော်ကျွန်တော်တိုင်းပြည်ရဲ့ကုတ်နံပါတ်နဲ့မိမိတို့အသုံးပြုတဲ့ဖုန်းနံပါတ်ကိုထည့်ရိုက်ပေးဖို့လိုပါတယ်အဲ့လိုထည့်ရိုက်ပေးလိုက်ရင် Telegram ကနေပြီးတော့ web page ကနေပြီးတော့ကုတ်နံပါတ်ပို့ပေးပါလိမ့်မယ် country မှာမြန်မာရွေးပြီးပြီဆိုရင်တော့မိမိတို့အောက်က +95 နောက်မှာမြန်မာဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရပါမယ်ရိုက်ထည့်ပေးရင်အလိုလျောက်ယခုလို login code ဆိုပြီးကဏ္ဍ၅လုံး digit ၅လုံးကြာလာပါလိမ့်မယ်အဲ့ဒီ digit ကဏ္ဍ၅လုံးကိုဒီပေးထားတဲ့၄တောင်အကွက်ထဲမှာကျွန်တော်ရိုက်နှိပ်ပြီးတော့ထည့်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram web page ကြီးက
ဖုန်းထဲမှာပွင့်လာပါလိမ့်မယ်ဘယ်ဘက်တော့ကမြင်း3ချောင်းနေရာလေးကိုနှိပ်ပေးလိုက်မယ်ပြီးရင်ပေါ်လာတဲ့ setting ကိုဆက်ပြီးနှိပ်ပေးလိုက်ရင်ယခုလိုစာမျက်နှာထပ်ပြီးပွင့်လာပါလိမ့်မယ်ပေါ်လာတဲ့ privacy and security ဆိုတဲ့နေရာကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါပြီးရင်ဒီစာမျက်နှာရဲ့အောက်ကိုဖြည်းဖြည်းချင်းဆင်းသွားပေးရပါမယ်အဲ့တော့အောက်ကိုဆင်းသွားပြီးရင်အခုလိုအောက်ဆုံးမှာ sensitive content ဆိုတဲ့အောက်မှာ disable filtering ဆိုတဲ့အရှိရ၄တောက်ကွက်လေးတွေ့ပါလိမ့်မယ်အဲ့ဒီ၄တောက်ကွက်လေးမှာအမှန်ကြည့်ရအောင်ဖိနှိပ်ပြီးတော့ချစ်ပေးလိုက်ရပါမယ် check mark ချစ်ပြီးပြီဆိုရင်တော့ဖုန်းကို shut down လုပ်ပြီးတော့ပိတ်လိုက်မယ်ပြီးရင် restart ပြန်လုပ်လိုက်ရပါမယ်ဒါဆိုရင်မိမိတို့ filtering လုပ်ထားတဲ့ပိတ်ထားတဲ့ site တွေအားလုံး18 plus site တွေကိုဖွင့်ကြည့်မယ်ဆိုရင်အခုလိုလွယ်လွယ်ကူကူမြင်ရတော့မှာဖြစ်ပါတယ်နောက်တစ်မျိုးလုပ်လို့ရတဲ့ဒုတိယနည်းကိုထပ်မံပြီးတော့ကြည့်လိုက်ကြအောင်နော်ဖုန်းနဲ့ Telegram ကိုနှိပ်ပြီးဝင်လိုက်ပါမယ် chat list ပွင့်လာပြီဆိုရင်ဖြင့်မိမိတို့ရဲ့ဒီ chat box ထဲမှာကို nice gram bot ဆိုတဲ့စာသားကိုရိုက်ထည့်ပေးလိုက်ရပါမယ် NICEGRAM BOT bot ဖြစ်ပါတယ်အဲ့ဒီတန်ရိုက်ထည့်ပေးလိုက်ပါပြီးလို့ရှင် search နဲ့ပြီးရှာလိုက်အောင်အခုလို nice gram bot ဆိုတဲ့စာမျက်နှာပွင့်လာပါပြီအောက်မှာပေါ်နေတဲ့ start ကိုနှိပ်ဝင်လိုက်အောင်နှိပ်ဝင်လိုက်ရင်ယခုလို login လုပ်ဖို့စာမျက်နှာပွင့်လာပါပြီပြီးရင် nice gram login ဆိုတဲ့နေရာလေးကိုနှိပ်ဝင်လိုက်အောင်ပါ open link စာတန်းပေါ်လာရင်ထပ်ပြီးတော့ open နေရာကိုနှိပ်ပြီးဝင်လိုက်ရပါမယ် my nice gram app ဆိုတဲ့စာမျက်နှာပွင့်လို့လာပါပြီအဲ့ဒီထဲမှာမှကျွန်တော် I am 18 years old ဆိုတာနော် session နဲ့ကြော်ပါပြီဆိုတော့ on လုပ်ပေးပါပြီးရင် show contact that may be sensitive ဆိုတာကိုလည်း on လုပ်ပေးလိုက်ပါဒီနှစ်ခုကို on လုပ်ပေးပြီးတော့အောက်က save ဆိုတဲ့နေရာကိုနှိပ်ပေးဖို့လိုပါတယ်ဒါဆိုရင်သူ success ဆိုပြီးအပေါ်မှာပြရင်ကျွန်တော်ဒီ setting ကလှုပ်လို့ပြီးသွားပါပြီဆိုထားတဲ့အတိုင်းပဲကျွန်တော်ဖုန်းကိုပိတ်ပြီးတော့ပြန်ဖွင့်ပေးရပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီ Telegram စာမျက်နှာကိုသုံးလို့ရသွားပါပြီဒီ channel လေးအကုန်ကြည့်လို့ရပါပြီဒီထက်လွယ်တဲ့နောက်တစ်မျိုးကတော့သူ့ရဲ့စာမျက်နှာမှာပေးထားတဲ့အတိုင်းဒီမှာ you can edit setting using button below without opening website ကျွန်တော် website ထဲကိုမဝင်ဘဲနဲ့အောက်ကခလုတ်လေးနှစ်ခုကိုနှိပ်ပေးရုံနဲ့ပဲကျွန်တော်ဒီ setting ကိုဖွင့်ပေးနိုင်ပါတယ်အဲဒီတော့က I am 18 plus years old ကျွန်တော် session နဲ့ကြော်ပါပြီဆိုတဲ့နေရာလေးကိုချက်ချစ်ကနေရာလေးကိုနှိပ်ပေးလိုက်ရင်အမှန်ကျင့်နေရာလေးဖြစ်ပြောင်းလဲသွားပါလိမ့်မယ်ထို့တူပဲအောက်က show sensitive contact ဆိုတဲ့ချက်ချေကနေနှိပ်ပေးလိုက်ရင်အမှန်ကြီးဖြစ်သွားပါလိမ့်မယ်ဒါဆိုရင်ဒီနှစ်ခုလုံးပွင့်ပြီးတော့အပေါ်မှာ save ဆိုပြီးတော့အမှန်ကြီးလေးပြသနေပါပြီ okay နှိပ်ပေးလိုက်ပါပြီးသွားပြီဆိုရင်တော့သတိပေးထားတဲ့အတိုင်းဖုန်းကို restart ချပေးလိုက်ပါဒါဆိုရင်ဒီ Telegram မှာကျွန်တော်ပိတ်ထားတဲ့ sensitive contact တွေဖြစ်ကြတဲ့18 plus တို့လိင်သားပေးပညာပေးဇာတ်ကားတွေเนาะကျွန်တော်ဒီဟာတွေတားမြစ်ထားတဲ့ channel တွေအားလုံးကိုကျွန်တော်တို့ကောင်းမွန်စွာကြည့်ရှုလို့ရပြီဖြစ်သွားပါပြီဟုတ်ကဲ့ပါဒီဗီဒီယိုမှာကျွန်တော် Telegram channel ကနေပြီးတော့ link တွေတချို့ဖွင့်ကြည့်လို့မရတဲ့ဟာကိုဘယ်လိုနည်းလမ်းနဲ့ setting များကိုချိန်ဆပြီးတော့ကျွန်တော်တို့ဖွင့်ကြည့်လို့ရနိုင်ပါလဲဆိုတဲ့နည်းပညာပိုင်းဆိုင်ရာပြသတဲ့ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်လိုက်မယ်လို့မျှော်လင့်ပါတယ်နှစ်သက်ရင်ဖြင့် like share comment တွေလုပ်ပြီးတော့အားပေးခဲ့ကြပါဦးပြီးတော့ Gango knowledge sharing channel ကိုလည်းပဲကြည့်ရှုပြီးတော့ subscribe မလုပ်ရသေးတဲ့မိတ်ဆွေအသစ်များက subscribe လုပ်ပြီးအားပေးခဲ့ကြပါ bell icon လေးလည်းတီးပေးခဲ့ကြပါဦးနောက်ထပ်လာမယ့်ဗီဒီယိုမှာထပ်မံဆုံတွေ့ကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ် bye bye